Premier League ပွဲစဉ်25ကိုရောက်လာပြန်ပါပြီ။ဒီတစ်ပတ်ပွဲတွေမှာဘယ်သူနိုင်မလဲဆိုတာကိုလူတွေရဲ့ခံမှန်းချက်တွေအပြင်အချက်လက်တွေနဲ့ပဲတွက်ချက်တဲ့ AI ရတော့ဘလို့မြင်လဲဘာတွေပြောနေလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်။ ကဲ AI ဆိုတာကတော့ data တွေနဲ့ပဲအလုပ်လုပ်တာကြားနာရဲ့ဆိုတော့သူ့အမြင်မှာဘောလုံးပွဲဆိုတာဘယ်လိုပုံစံမျိုးဖြစ်နေမလဲသူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ရှူထောင်းကနေတစ်ချက်ကြည့်လိုက်ကြတာပေါ့ Okay ဒါကတော့ AI ကနေတွဲချက်ထုတ်ပေးထားတာတဲ့ဒီတစ်ပတ်ပွဲစဉ်ကြီးရဲ့ဇာတ်ပြည့်စုံပါပဲကြည့်လိုက်ရင် HDA ဆိုပြီးတွေးလိမ့်မယ် H ကအိမ်ခွင်းနိုင်ခြေ D ကသရေ A ကအဝေးခွင်းနိုင်ခြေရခိုင်နှုန်းတွေပါရခိုင်နှုန်းများလေ AI ကအဲ့ဒီရလက်ကိုပို့ပြီးယုံကြည်လေးပဲ ကဲပထမဆုံးအပိုင်းအနေနဲ့ AI ကဒါကတော့ဖြစ်ဖို့များတယ်လို့ယုံကြည်မှုအဖြစ်နဲ့ရွေးထားတဲ့ပွဲကြီးကိုအရင်ကြည့်လိုက်ရအောင်ဇယားကိုတစ်ချက်ကြည့်လိုက်တာနဲ့ချက်ချင်းချင်းနဲ့မြင်သာနေတာကတော့ Arsenal နဲ့ Sunderland ပွဲပါပဲ AI ကဒီပွဲကိုအမတ်ကြာဆုံးလို့ပြောနေပါတယ်ကြည့်လိုက်ပါဦး86ရာခိုင်နှုန်း Premier League လိုမျိုးဘသူမဆိုဘသူကိုမဆိုနိုင်တွားနိုင်တဲ့ပြိုင်ပွဲမှာနိုင်ခြေ86%ဆိုတာတော်တော်လေးကိုမြင့်တဲ့ကင်းကနန်မှာဒါက AI ရဲ့ယုံကြည်မှုကိုပြနေတာပဲအိမ်ခွင်းမှာတင်မဟုတ်ဘူးနော်အဝေးခွင်းမှာတော့ AI အခိုင်မှာခမန်းထားတဲ့အတင်တင်ရှိနေသေးတယ်အဲ့ဒါကတော့ Wolves နဲ့တွေ့မယ် Chelsea ပါပဲ သူတို့ရဲ့အဝေးခွင်းနိုင်ခြေကကျွတ်ချက်နီးတိုင်းရှိတယ်အဝေးခွင်းမှာဒီလောက်ရခိုင်နှုန်းရတဲ့ဆိုတာကဒီပွဲမှာ Chelsea ကအသာစီးရနိုင်တယ်ဆိုတာကို AI ကရှင်းရှင်းလင်းလင်းပြောနေရလို့ပါပဲ Okay အခုနကတော့တခြားတလန့်ရှိတဲ့ပွဲတွေပေါ့အခုဘာဖြစ်မယ်မှမသိနိုင်နဲ့ရင်ခွန်စရာကောင်းတဲ့ပွဲတွေဘက်ကိုတစ်ချက်လောက်လေ့ကြည့်ကြအောင် ဟုတ်ပြီအဲ့ဒီရမှာမှဒီတစ်ပတ်ရဲ့ပွဲအကြီးဆုံးအားလုံးဆုံးကြည့်နေကြတဲ့ထိတိုက်တွေ့ဆုံမှုကြီးကတော့ဘယ်လိုဖြစ်မလဲ ဟုတ်ပါတယ်လီဗာပူးနဲ့မန်ချက်စတာစီးတီးပွဲကိုပြောနေတာပါဒီပွဲကို AI ကဘယ်လိုမြင်လဲဆိုတော့အင်မတန်ကိုအကျိတ်အနေရှိမဲ့ပွဲလို့သတ်မှတ်ထားတယ်ဘယ်ဘက်ကမှအတာမသေးထားပါဘူး ဒီမှာကြည့်နိုင်ချေရခိုင်နှုန်းကိုဘာချက်နဲ့ယဉ်ကြည့်လိုက်တော့ပိုရှင်းသွားတယ်လီဗာပူးက38%မန်စီးတီးက36%ကွာရာမှာ2%ပဲတကက်ကိုဘယ်သူနိုင်မပြောရခက်တဲ့ပွဲမျိုးစစ်စစ်ပါပဲ လီဗာပူးနဲ့စီးတီးပွဲတစ်ခုတည်းမဟုတ်သေးဘူးနောက်ထပ်တွဲရချရခက်တဲ့ပွဲတစ်ပွဲလည်းရှိနေသေးတယ်အဲ့ဒါကတော့ Leeds နဲ့ Nottingham Forest ပွဲပါသူတို့ရဲ့နိုင်ဂျီယာခိုင်နှုန်းတွေကလည်းအတော်လေးကပ်နေပါတယ် ကဲအခုကျွန်တော်တို့စိတ်အဝင်စားဆုံးဖြစ်မဲ့ဖိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ AI ကနေဒီပွဲတွေကတော့မထင်တာတွေဖြစ်သွားနိုင်တယ်ဆိုပြီးသတိပေးထားတဲ့အလက်အပြောင်းတွေဖြစ်နိုင်တဲ့ပွဲတွေအကြောင်းပါပဲ ဇာတ်ထဲမှာတတိပေးတဲ့အာမေရိတ်ပုံ icon လေးတွေကိုတတိချမိကြမိထင်ပါတယ်ဒါကဘာကိုပြောရလဲဆိုတော့ AI ကဒီပွဲတွေကတာမန်ထက်ပိုပြီးတော့ခံမှန်းရခက်တယ် and open ဆရာရလက်တွေထွက်လာနိုင်တယ်လို့အချက်ပြနေတာပါအဲ့လိုတတိပေးခံထားရတဲ့ပွဲတွေထဲကမှဘောမော့နဲ့ Aston Villa ပွဲကနည်းနည်းလေးထူးခြားတယ်ဘာလို့လဲဆိုတော့ AI ကအင်ရှင်အသင်းထက်အဝေးကွင်းအသင်းကိုပို့ပြီးတော့နိုင်ချပေးထားလို့ပဲ ဒီမှာရှင်ကြည့်လိုက်အင်ကွင်းမှာကစားမဲ့ Bournemouth ကနိုင်ချေ33%ပဲရှိပြီးအဝေးကွင်းလာကစားတဲ့ Aston Villa က41%တော့ရှိနေတယ်အိမ်ကွင်းအားသာချက်စတာကိုတောင်းကြော်ပြီးအဝေးကွင်းအသင်းကပိုတာနေတယ်လို့ AI ကညွှန်ပြနေတာပေါ့ ဒီတစ်ပတ်မှာခက်ခဲမယ်လို့ AI ကသတ်မှတ်ထားတဲ့ပွဲတွေကတပွဲနဲ့ပွဲတည်းမဟုတ်ဘူးနော်ဒီမှာကြည့် Leeds နဲ့ Forest Fulham နဲ့ Everton Newcastle နဲ့ Brentford Brighton နဲ့ Crystal Palace နဲ့ Liverpool Man City ပွဲကြီးအပါအဝင်တော်တော်များများကိုခက်ခဲတဲ့ပွဲစဉ်ဖြစ်သတ်မှတ်ထားတာတွေ့ရမှာပါ ကဲအခုပွဲတစ်ပွဲချင်းစီကိုကြည်လာတာကနေခဏခွာပြီးတော့ပွဲစဉ်25တစ်ခုလုံးကိုခြုံငုံပြီးတော့ဘလို့ဇလန်မျိုးဖြစ်နိုင်မလဲဆိုတာကြည့်လိုက်ကြရအောင်ဆိုတော့ဒီ AI ရဲ့ခမန်းချက်တွေအားလုံးကိုစူးစီးလိုက်ရင်ပွဲစဉ်25ရဲ့အဓိကဇလန်ကဘာဖြစ်မလဲ AI ရဲ့အမြင်ရတော့ဒီတစ်ပတ်ကကတော်လေးကိုကွဲပြားခြားနာတဲ့ပေးချက်တစ်ခုဖြစ်လာနိုင်တယ်တစ်ဖက်မှာတေးချတဲ့လောက်ရှိတဲ့နိုင်ပွဲကြီးတွေနည်းနည်းပါးပါးရှိပေမဲ့တခြားတစ်ဖက်မှာတော့ပွဲအများစုကမတေးချမရေရာမှုတွေအလဲအပြောင်းတွေနဲ့ပြည့်နေပါတယ် ဒါပေမဲ့ဒီအချက်ကိုတော့အမြဲတရရဖို့လိုပါတယ်အချက်လက်တွေကဖြစ်နိုင်ခြေတွေကိုပဲပြောနိုင်တာပါဘာဖြစ်မယ်ဆိုတာကိုတတ်မပြောနိုင်ပါဘူးနောက်ဆုံးအဖြစ်မှန်ကတော့ကွင်းထဲမှာပဲရှိနေမှာပါ အဆုံးမှာတော့ဒီမေခွန်းလေးနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်ဘလောက်ပဲတိုးတက်လာတဲ့ algorithm ဖြစ်နေပါစေဘောလုံးပွဲတစ်ပွဲကျူတင်ခတ်မှန်းလို့များတဲ့တဘာဝကစားသမားရဲ့စိတ်သက်ပိုင်ဆိုင်ရာကွင်းထဲကအံကွယ်ဓာတ်တွေကိုသူကအပြည့်အဝဖန်ယူနိုင်မှာမလားဒါကတော့တကယ်ကိုစဉ်းစားရပါပဲ